လူတယောက်ကဖုံးကန်ဟောတယ်ဘာကိုကြည့်ပြီးတော့သိနိုင်လဲဆိုရင်သူဘသူတွေနဲ့ပေါင်းနေတာလဲသူဘယ်နေရာမှာရှင်တန်ကြီးပြင်းနေတာလဲအဲ့ဒါကိုကြည့်ပြီးတော့သိလို့ရတယ်တဲ့စာလေးတစ်ပုဒ်ဖတ်လိုက်ကြတာတေချာတွေးကြည့်တော့ဟုတ်တယ်တိလားအပေါင်းအသင်းကိုရွေးပြီးတော့ပေါင်းတယ်မှာပိုးလဲပါတယ်ဘာဖြစ်လို့လဲဆိုတော့လေစကားပုံလေးတစ်ခုရှိတယ်အပေါင်းအသင်းပေါင်းလာတဲ့ပတ်သက်ပြီးတော့ရင်ကောင်နောက်ကိုလိုက်ရင်ချီတွင်းလေးကိုပဲရောက်မယ်တဲ့ပြားနောက်ကိုလိုက်မှသာလေပန်းခင်းစီကိုရောက်မှာအဲ့ဒါတကယ်မှန်တချို့ယောက်ျားလေးပြောတယ်လေငါအပေါင်းအသင်းမရွေးဘူးငါသတောင်းစားလဲပေါင်းတာပဲငါရှင်ဘီရင်လဲပေါင်းတာပဲငါဘလို့လူလဲပေါင်းတာပဲပြောကြတယ်ဒါမှမဟုတ်နော်တကယ်လေလူပေါင်းလူလောကကြီးမှာလေအပေါင်းအသင်းကတကယ်ကိုလေလိုအပ်တယ်ကိုယ့်ရဲ့ပေါင်းတဲ့အပေါင်းအသင်းကိုယ့်ရဲ့ပတ်ဝန်းကျင်အဲ့လိုကောင်းကောင်းလေးရှိမှသာလေကိုယ့်ရဲ့တန်ဖိုးကမြင့်တက်လာမှာတတိတွေနဲ့တတိ10ယောက်နဲ့ပေါင်းဝင်တဲ့17ယောက်မြောက်တတိယကိုဖြစ်သွားနိုင်တယ်တဲ့တတိတယောက်ပြောတာလည်းကြားဘူးလေဆိုတော့လေအပေါင်းအသင်းကောင်းကောင်းကိုပေါင်းမှာအကျင့်စာရိတ္တရဲ့ယူပြီးပျက်စီးနေတဲ့သူတွေကိုမပေါင်းပါနဲ့ဝေးဝေးမှနေပါ